သေခြင်းတရားရှိရင်မသေးတဲ့တရားဆိုတာရှိရအဲ့ဒီမသေးတဲ့တရားဘယ်လမ်းကြောင်းကသွားရမလဲလို့ဆိုတာကိုစူးစမ်းရှာဖွေရင်နောက်ဆုံးအဲ့ဒီလမ်းကြောင်းတိုင်းသွားတဲ့အခါမှာမသေးရနိဗ္ဗာန်ဆိုတာကိုရောက်ရှိသွားတယ်ပေါ့အဲ့ဒီလမ်းကြောင်းကနေလျှောက်တာတမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်နောက်စဉ်းစားကြည့်မယ်ဆိုရင်လောကလူသားတွေမဖြေရှင်းနိုင်တဲ့ပြဿနာဘာလဲလူတိုင်းကြုံတွေ့နေရတဲ့ပြဿနာဘာလဲမေးလိုက်မယ်ဆိုရင်နိုင်ငံရေးပြဿနာဟာမဖြေရှင်းနိုင်တဲ့ပြဿနာလားနိုင်ငံတိုင်းလူတိုင်းကြုံတွေ့ရတဲ့ပြဿနာလားဆိုမဟုတ်ဘူးနိုင်ငံရေးပြဿနာဆိုတာနိုင်ငံတိုင်းလည်းမကြုံတွေ့ဘူးလူတိုင်းလည်းမကြုံတွေ့ဘူးဒါကဖြေရှင်းလို့မရတဲ့ဟာလည်းမဟုတ်ဘူးစီးပွားရေးပြဿနာလားလို့မေးလို့ရှိရင်စီးပွားရေးပြဿနာဆိုတာလေခဏတပြုတ်တာမန်ဖြစ်တဲ့ကိစ္စတခုဖြေရှင်းသွားတာပဲနော်စီးပွားရေးပြဿနာဆိုတာလေလူတိုင်းလည်းမစုံရဘူးနိုင်ငံတိုင်းလည်းမကြုံဘူးကြုံတဲ့အခါလည်းစနစ်တကျဖြေရှင်းသွားလို့ရှိရင်ပြေသွားပြန်တာပဲလူမှုရေးပြဿနာကျန်းမာရေးပြဿနာတွေပေါင်းများစွာသောပြဿနာတွေတခဏပဲကြုံတွေ့ကြပြီးတော့ဖြေရှင်းလို့ရတဲ့အရာတွေကြီးပဲဖြေရှင်းလို့မရတဲ့ပြဿနာကဘာလဲလို့ဆိုရင်အိုခြင်းနာခြင်းသိခြင်းဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာကိုးကွယ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီပြဿနာအဖြေရှာတွေ့နိုင်ပါမလားတွေ့နိုင်ဘူးမတွေ့ဘူးကြိုးစားကြတယ်လေသွေးသစ်တွေလဲပြီးတော့အသက်ရာထောင်နေဖို့ကြိုးစားကြတယ်ကြိုးစားရင်းနဲ့ပဲပြုတ်သွားကြရမအိုဖို့ကြိုးစားကြတယ်ကြိုးစားရင်းနဲ့ပဲပြုတ်သွားဗမာပြည်မှာတော့အရှင်တွက်တွေအသေးတွက်တွေရှိတယ်သေတာကိုသေတယ်လို့မပြောချင်တော့ထွက်ဆိုတာလေးကပါလိုက်သေးတယ်နော်အရှင်ထွက်တယ်ဆိုတာဘာမှလည်းမသိဘူးအသေးထွက်တာလည်းဘာမှမသိဘူးအသက်ထွက်သွားတာတော့သိကြတယ်ပေါ့အဲ့တော့အရှင်ထွက်တွေအသေးထွက်တွေကိုယုံကြည်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးရှိတယ်သေတာဟာသေတာပဲအသက်ထွက်တယ်လို့ပဲခေါ်လိုက်ပါရှင်ရဲ့တန်းကြီးနဲ့ထွက်သွားတယ်လို့ဆိုတာတော့မရှိနိုင်ပါဘူးနော်ရှိနိုင်ပါဘူးမသေးအောင်မွေများလို့အရေးလဲပြီးတော့နေရင်မသေးဘူးလို့တချို့ကထင်တယ်မွေလဲအသက်ကြီးတော့သေတာပါပဲအရေးလဲနေတိုင်းပဲမသေးတာမဟုတ်သူသေတဲ့အချိန်ကျတော့သေတာပဲမွေအရေးလဲတာဒါလူတွေကမြင်တာလူအရေးလဲတာလည်းရှိတယ်လေလူကလည်းပဲရေချိုးကြီးတွန်းတာအရေးလဲတာပဲအဲ့ဒါနော်နောက်အဝတ်စားပြောင်းဝတ်တာလည်းအရေးလဲတာပဲအဲ့တော့ဒါတွေကအဆမ်းမှမဟုတ်တာအဆမ်းမှမဟုတ်တာအသက်ရှည်ဖို့အတွက်မဟုတ်ဘူးလေမြေလို့မွေလို့အရေးလဲပြီးတော့အသက်ဆက်နေမယ်ဆိုဘယ်တရားဝါဖြစ်ဖြစ်အချိန်တန်လို့ရှိရင်သေချိန်တန်လို့ရှိရင်သေသွားတာဘဝမှာ life span ဆိုတာရှိတယ်ကံရဲ့အဓိပ္ပာယ်တစ်ခုစဉ်းစားနိုင်အောင်ပြောပြမယ်ခုခေတ်ပြောလို့နားလဲစရာတွေရှိတယ်ဒုံးမြန်ပြစ်စင်ကြီးကနေပြီးတော့ဒုံးမြန်တစ်ခုပြစ်တင်လိုက်နော်လောင်ချာနဲ့ဒုံးမြန်ကိုတွန်းအားနဲ့ပြစ်ထည့်လိုက်အဲ့ဒီပြစ်တဲ့စွမ်းအားရှိသလောက်ဒုံးမြန်ကြီးကသွားနေမှာအဲ့ဒီစွမ်းအားကုန်တာနဲ့ပြန်ကျသွားတယ်ပြစ်လိုက်တဲ့စွမ်းအားအဲ့ဒါလိုပဲကံကြမ္မာကဖန်တီးလိုက်တဲ့စွမ်းအားနဲ့ဒီလူတယောက်ဟာစတင်လိုက်တဲ့ကံရဲ့စွမ်းအားကနေပြစ်တင်လိုက်တာကံကလိုက်လာတာမဟုတ်ဘူးကံကနေပြစ်လွတ်လိုက်တာနောက်ဆုံးကြတော့ကံကဖန်တီးထားလိုက်တဲ့ပရိသေစိတ်ကလေးကနေခြားထဲမှာဘဝင်စိတ်တွေဝိသိစိတ်တွေဖြစ်ပြီးနောက်ဆုံးစိတ်ကလေးကိုသုတိလို့ခေါ်တာပဲအဲ့ဒီပရိသေဘဝင်ဒီနှစ်ခုရဲ့အကြာကာလကို life span လို့ခေါ်တာဘဝတစ်ခုဘယ်သူကသတ်မှတ်ပေးလိုက်တာတော့ဆိုခုနကပြစ်တင်လိုက်တဲ့ကံတရားရဲ့စွမ်းအားပဲအဲ့ဒီကံရဲ့စွမ်းအားဒုံးမြန်တစ်ခုကိုပြစ်လိုက်တဲ့စွမ်းအားနဲ့အဲ့ဒီဒုံးမြန်ဟာအရှိန်မသေးမချင်းသွားနေမှာပဲလူတွေလည်းကံကနေပြီးတော့ပြစ်လိုက်တာအရှိန်မသေးမချင်းလူတွေကသွားနေမှာအေးသို့သောမော်တော်ဆိုင်ကယ်မစင်မချင်းစီးရင်တော့ဒုံးခွင်းဒုံးနဲ့တွေ့တယ်လို့ခေါ်တာပေါ့အဲ့ဒါကြောင့်ကံအရှိန်တော့ရှိသေးတယ်လေက
ကံအရှိန်တော့ရှိသေးတယ်ဒုံပြန်ကြီးပြစ်ထားလို့သူ့အရှိန်နဲ့သူသွားတာဒါပေမဲ့ဒုံခွင်းဒုံနဲ့တွေ့ရင်တော့သူလည်းပဲပြုတ်ကျသွားတာပဲဥပိ္ပစေတကကံလို့ခေါ်တာပေါ့ဝင်ပြီးတော့ဖြည့်ဆည်းနှောင့်ယှက်လိုက်တာဒါမျိုးလည်းရှိတယ်အဲ့တော့ life span ဆိုတဲ့ဘဝတစ်ခုကိုကံကြမ္မာကနေပြီးတော့အရှိန်နဲ့လွတ်လိုက်တာအဲ့ဒီအရှိန်မကုန်မချင်းဘဝတစ်ခုသွားနေမှာတယောက်နဲ့တယောက်တူသလားလို့ဆိုမတူဘူးပြစ်လိုက်တဲ့ကံအရှိန်ကြီးကမတူကြဘူးမတူကြသည့်အတွက်ကြောင့်အသက်တူရှည်ကွာခြားတယ်သူလှုပ်ထားတဲ့ကံတဲမှာပါဏာတိပါဒတွေကလွှမ်းမိုးပြီးတော့ချီဆိုးထားတယ်ဆိုလို့ရှိရင်တော့တက်တမ်းမစိခင်ပြုတ်ထွက်သွားမှာပဲသူကအရှိန်ကအစောကြီးကုန်သွားတယ်energy တွေကုန်ပြီးတော့စောစောတည်သွားတယ်ဒီထဲမှာမသေးဘူးဆိုလို့ရှိရင်လည်းသေဖို့ရာအကြောင်းတွေယောဂါတွေဖြစ်လိုက်ဟွာတွေဖြစ်လိုက်ဒါတွေဖြစ်လိုက်ပါဏာတိပါဒကံကဝင်ပြီးတော့နှောက်ယှက်လိုက်တဲ့အခါဆက်သွားနိုင်ခြင်းစွမ်းအားတွေမရှိတော့ဘူးစွမ်းအားတွေကဈာတွေကနေပြီးအနှောက်ယှက်ခံလိုက်ရတဲ့အခါကျတော့ရှေ့မသွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့အဲ့ဒီသဘောပဲနော်ကံကနေပြီးတော့စတင်ပြစ်လိုက်တာအဲ့ဒီကံကပြစ်လိုက်တဲ့ life span တိုင်းလူတွေဟာသွားနေကြအဲ့တော့ life span စီသွားပြီဆိုလို့ရှိရင်ဘယ်တဝါမှနေလို့မရဘူးတာဝရိန္ဒနတ်ပြည်မှာနတ်ဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတာဝရိန္ဒနတ်ပြည်ရဲ့နတ်သက်ဟာအနှစ်1000သူတို့အရေးအတွက်နဲ့အနှစ်1000နှစ်ပေါင်း1000ဆိုအဲ့ဒီနှစ်1000ပြည့်လို့ရှိရင်ဆက်နေခြင်းလို့မရသူ့ရဲ့ life span ကန့်သတ်ချက်ရှိတယ်လူတွေကြတော့အဲ့လိုကန့်သတ်ပေးထားတာမရှိသည့်အတွက်ကြောင့်လူတွေဟာအရှိတူပိုးကွာတယ်နတ်တွေကြတော့ကန့်သတ်ထားတာရှိတယ်ပေါ့ရေပုံရအပြင်သူတို့လုပ်တဲ့ကုသကံရဲ့အရှိန်ကိုစံတစ်ခုအနေနဲ့သတ်မှတ်လို့ရတယ်စတုမာရနတ်က900တာဝရိန္ဒနတ်ရဲ့တက်တန်းက1000နော်ယာမနရဲ့တက်တန်းက2000တုတ်တိတနတ်ရဲ့နတ်ကလူတိုးတက်သွားတာပေါ့အဲ့ဒါလို့နတ်တက်တွေကကံကြမ္မာရဲ့ဆုံးဖြတ်ချက်အတိုင်းပဲသူတို့ဟာတက်တန်းတွေဟာအတိုးရှိသွားတာသို့တော့အဲ့ဒီတက်တန်းစိသွားလို့ရှိရင်ရှေ့ဆက်သွားလို့ရလားဆိုမရဘူးဖန်တီးလိုက်တဲ့ကံဟာအရှင်ကုန်သွားပြီအရှင်ကုန်သွားတဲ့အတွက်ကြောင့်ဘဝတစ်ခုရဲ့ life span ဟာပြီးဆုံးသွားပြီလုပ်ငန်းတစ်ခုပြီးဆုံးသွားတယ်လို့လူတွေတင်လားလို့ဆိုမဟုတ်ဘူးပတ်မွင့်လေးတွေလည်းကြည့်ပေါ့ပတ်မြင့်ကပွင့်လာတဲ့ပတ်မွင့်လေးတွေဟာဘယ်နှစ်ရက်ခံမှာလဲခံမဲ့အတိုင်းတာတိုက်သွားတယ်အေးပိုးခံအောင်ရေလေးနဲ့ဘာလေးနဲ့လှုပ်ပေးတဲ့အခါကျတော့အားပြည့်သွားတဲ့အခါမျိုးလည်းရှိတယ်ပေါ့သို့တော်လည်းပဲဒီပန်းလေးဟာဥပမာမဲ့တလပဲခံမဲ့ပန်းဆိုလို့ရှိရင်ဘယ်လိုပဲရေတွေတဲ့လောင်းနှစ်နောက်ဆုံးကနွမ်းပြီးကျွေးသွားမှာပဲပေါ့6ချင်လဲ6သွားမှာလိုက်ဆွမ်းကုန်သွားရင်ဘာမှလုပ်လို့မရတော့အဲ့ဒါလိုပဲလောကလူသားတွေမဖြေရှင်းနိုင်တဲ့ပြဿနာဟာဘာလဲလို့မေးမယ်ဆိုရင်အိုခြင်းနာခြင်းသိခြင်းဘယ်ဘာသာကမှဖြေရှင်းမပေးနိုင်ဘူးတရားအိုခြင်းနာခြင်းသိခြင်းကိုမဖယ်ရလာတဲ့ဘဝမှာမအိုရအောင်မနာရအောင်မသိရအောင်လှုပ်တဲ့ဤစနစ်မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကဖွင့်ပြီးတော့ဟောထားတယ်နတ္ထိဇာတတအမရဏံမွေးလာပြီးတဲ့နောက်မသေးတဲ့တ attva ဆိုတာလောကမှာမရှိပါဘူးတဲ့ရှိနိုင်ဘူးတဲ့ဒါအဲ့တော့မရှိနိုင်တော့ဘာသာရေးပြဿနာတစ်ခုအနေနဲ့ရှိမယ်ဆိုရင်မသေးအောင်လုံးနိုင်တဲ့မွေးလာပြီးတဲ့နောက်မသေးအောင်လုံးတဲ့နည်းရှိလားဆိုမရှိဘူးဒါဖြင့်မသေးရအောင်မလုပ်အောင်မလဲဆိုရင်မမွေးအောင်လုပ်ဖို့ပဲရှိတယ်ဒါပဲเนาะမမွေးအောင်လုံးမှမွေးရင်တော့သေပါပဲဒီလိုဆိုလိုတာပေါ့အဲ့တော့နောက်ထပ်ပြန်မွေးနေတာဘာကြောင့်မွေးတာတော့လို့ဆိုလို့ရှိရင်လိုချင်တဲ့တဏှာဥဆောင်တယ်အမှန်မသိအောင်အဝိဇ္ဇာကအမှောင်ချထားတယ်ကံတရားတွေကတွန့်ပို့တယ်မွေးပြန်ရတယ်ထပ်ပြီးတော့အဲ့တော့လက်တယ်တွေကဘယ်သူတော့ဆိုရင်အဝိဇ္ဇာရဲ့တဏှာရဲ့ကံရဲ့သူတို့ကလက်တယ်ပဲအဝိဇ္ဇာကအမှန်မမြင်အောင်ဖုံးကွယ်ပေးထားတယ်တဏှာကသဘောတွေကြားတယ်တွေ့တာတယ်သူတွေ့တာတဲ့နေရာကိုကံကနေတွန်းပို့လိုက်တယ်ဟောရောက်လာပြန်ပြီတဘွားရောက်လာပြန်ပြီ
သူတို့ဖန်တီးလိုက်တဲ့အရာတစ်ခုဒီနောက်ဆုံးမှာအိုရပြန်ပြီနာရပြန်ပြီသေရပြန်ပြီလို့အဲ့တော့ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ problem ကလွတ်ချင်ဘာလို့ရမလဲလို့ဆိုရင်မွေးအောင်လုပ်နေတဲ့ဘဝတစ်ခုရအောင်လုပ်နေတဲ့အဝိဇ္ဇာနဲ့တဏှာကာကွယ်ထားတဲ့ဖုံးကွယ်ထားတဲ့အမှန်တရားကိုမသိအောင်ခိုးဝှက်ထားတဲ့အဝိဇ္ဇာကိုဖယ်လိုက်ရမယ်အဝိဇ္ဇာဖယ်လိုက်တာနဲ့တွေ့တာမှုဆိုတာမမြင်ဆိုလိုတာကဥပမာပါနဲ့တူတော့ဆိုရင်နော်ဒီဘလူးကလူရောင်ဖန်ဆင်းထားဘလူးကလူရောင်ဖန်ဆင်းထားတဲ့အခါကျတော့ချောချောလှလှလေးလူကလေးလို့ချောချောလှလှလေးလို့ထင်နောက်ကြရင်ဘလူးစားခံရတာအဲ့တော့ဒီဘလူးရုပ်ကိုကာကွယ်ပြီးတော့ဖုံးလွှမ်းထားတာအဲ့ဒီဖုံးလုံးထားတဲ့မျက်နှာဖုံးကိုခွာပစ်လိုက်ဖို့လို့အဲ့ဒီမျက်နှာဖုံးကိုဘယ်သူကစွတ်ပေးထားတာတော့ဆိုအဝိဇ္ဇာကစွတ်ပေးထားမျက်နှာဖုံးကလှလှလေးစွတ်ထားတော့မူလရုပ်တင်မပေါ်တော့တဏှာကသဘောကျတယ်ဖုံးပေးတာမျက်နှာဖုံးစွတ်ထားတာကအဝိဇ္ဇာနော်လှတယ်လို့ထင်ပြီးတော့တွေ့တာခင်မင်တာကတဏှာရအောင်ကြိုးစားတာကကံလို့ဟောသူတို့သုံးခုလုံးနေကြတာဘဝကြီးကိုဘဝဆိုတဲ့ဘလူးကောင်ကြီးကိုအလှထင်အောင်အဝိဇ္ဇာကနေဖုံးပေးထားပြီးတော့တဏှာကလူချင်းလာတဲ့အချိန်မှာကံကနေပြီးတော့တွန်းပို့ပေးလိုက်တာတဲ့ဘလူးရင်ဝင်နဲ့ရောက်သွားဘာဖြစ်လဲအစာခံရပြန်ပြီနော်ခေါင်းတွေလည်းဖြူသွားပြန်ပြီသွားတွေလည်းကျိုးသွားပြန်ပြီဘဝတစ်ခုတစ်ခုမှာအသေးပဲထွက်အရှိပဲထွက်ဘလူးစားခံရတာချင်းတူတူပဲနော်စားခံလိုက်ရပြီဒီလိုဆိုတာအဲ့ဒီတော့ဘဝတစ်ခုမရအောင်ဘယ်လိုလုပ်အောင်အဲ့ဒီအဝိဇ္ဇာဆိုတဲ့မျက်နှာဖုံးကိုခွာဘလူးရုပ်သွင်းပေါ်လာတဲ့အခါကျတော့ကြောက်တယ်မလို့ကျင်တော့ဘူးကံတရားကမကြိုးစားတော့ဘူးဆိုတော့အဝိဇ္ဇာပျောက်ရင်တဏှာလည်းပျောက်တယ်တဏှာပျောက်ရင်ကံရဲ့အစွမ်းတတ္တိလည်းပျောက်သွားတယ်ပျောက်သွားသည့်အတွက်ကြောင့်သူတို့ဖန်တီးနေတဲ့လှုပ်ချင်တဲ့ဇလန်းကြီးကမပေါ်လာတော့မပေါ်လာလို့ရှိရင်ဘလူးစားခံရခြင်းကလွတ်သွားတယ်အဲ့ဒီနီးကိုဘုရားဟောတာပဲမအိုရမနာရမသိရဆိုတာတချို့ကထင်နေတယ်လူဖြစ်လာပြီဘယ်တော့မှမအိုတော့ဘူးလို့ထင်တာဖြစ်ကိုမဖြစ်တော့တာနော်နိဗ္ဗာန်ဆိုတာဖြစ်ကိုမဖြစ်တော့တာဘာလို့မဖြစ်တော့ဆိုခုနကလှည့်စားမှုတွေနဲ့လိုချင်မှုတွေမရှိတော့မရှိသည့်အတွက်ကြောင့်ဘဝဆိုတာစကူမစလာအဲ့ဒီနီလန်းကိုပဲမြတ်စွာဘုရားကရှာဖွေပြီးတော့တွေ့ထားတာတဲ့ဖြစ်လာတဲ့တတ္တဝါမိုးအောင်လုံနိုင်တာတော့မဟုတ်ဘူးမဖြစ်အောင်လုပ်တဲ့ဤစနစ်ဒါပဲအဲ့တော့ပုရုဇဉ်နေအနေနဲ့ဖြစ်မယ်ဆိုမဖြစ်ဘူးဆိုလို့ရှိရင်လူကမကြိုက်တော့မကြိုက်ဘူးနော်ဖြစ်ချင်နေတာဖြစ်ချင်နေတဲ့ဘဝတဏှာရှိနေသမျှကာလပတ်လုံးမဖြစ်ရတော့ဘူးဆိုလို့ရှိရင်နိဗ္ဗာန်ဟာကြောက်စရာကြီးဖြစ်သွားတယ်ဘာဖြစ်လို့လဲလိုချင်တဲ့တဏှာရဲ့လွှမ်းမိုးမှုကချုပ်ကင်ထားမှုကြောင့်ကိုယ်အနေနဲ့ဖြစ်တာကိုပဲကြိုက်အဲ့တော့ဖြစ်တာကိုပဲကြိုက်နေတဲ့ပုဂ္ဂိုလ်တရားဟာဖြစ်တာကိုမကြိုက်သည်ထိအောင်မြင်အောင်ကြိုးစားကျင့်တာဝိပဿနာအားထုတ်တယ်လို့ခေါ်တာပဲနော်ဖြစ်တာကိုအမှန်မသိသေးတော့ဘလူးကိုဘလူးမှမသိသေးတာအဲ့တော့ဘလူးကိုဘလူးမှသိအောင်ဝိပဿနာတရားအားထုတ်တယ်ဘလူးမှလည်းသိပြီမကြိုက်တော့ဘူးဝိပဿနာဉာဏ်နေဖြစ်လာအဲ့ဒီကြတော့ကံတရားတွေကိုဖယ်ရှားကိလေသာတွေကိုဖယ်ရှားလိုက်တဲ့ရတ္တမက်ဆိုတဲ့ဉာဏ်ရအဲ့ဒီလမ်းကြောင်းကိုမြတ်စွာဘုရားရှာတွေ့တာတဲ့ဖះမပွင့်ခင်ကဒီလမ်းကိုမတွေ့ဘူးမတရားတရားကိုရှာနေတာအခုခေတ်လည်းရှာကြတယ်လေဓာတ်လုံးလေးထိုးဆေးလေးတောက်ဟောဓာတ်ပြာလေးတောက်ပြာရည်နဲ့ရောပြီးတော့တောက်ဒါလေးစားရင်မအိုမနာမသိဆေးတောင်ကနာမည်ပေးထားသေးတယ်မအိုမနာမသိနော်မအိုမနာမသိဆေးဆိုပြီးတော့လူတိုင်းဟာမအိုလည်းမအိုချင်ဘူးနာလည်းမနာချင်ဘူးသိလည်းမသိချင်ဘူးအဲ့တော့တကယ်တော့ရလာလို့ဆိုမရဘူးနောက်ဆုံးမှအသက်တောင်ဆွဲဆန့်လို့မှမရတာကြီးဘူးမိုးမသိဘူးဆိုတာအခက်ရင်ကြီးပဲလေအသက်တောင်
ဆွဲဆန့်ကြည့်ပါလား extension လုပ်လိုက်ပေါ့ငါအသက်200ကျမှငါသေမယ်မသေသေးဘူးဆိုပြီး extension လုပ်လို့မရဘူးမသေခြင်းပဲနဲ့ပဲသေရမှာပဲနောက်ဆုံးကြတော့အဲ့တော့မြတ်စွာဘုရားကမသေရလမ်းကြောင်းဟာအကောင်းဆုံးလမ်းကြီးကိုရှာဖွေတွေ့ထားတာဒါကြောင့်မို့လို့သုကတလို့ခေါ်တာသောဗနကမနတ္တာအဲ့ဒီမသေရလမ်းကြောင်းဆိုတာဘယ်လမ်းလဲလို့ဆိုရင်မဂ္ဂင်8ပါးဒီဥသောလမ်းပဲအဲ့ဒီမက္ခဆိုတဲ့လမ်းဟာဘာနဲ့ဖွဲ့စည်းထားတာတုံးဆိုသမ္မာဝါစာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတဲ့မဂ္ဂင်8ပါးနဲ့ဖွဲ့စည်းထားတာမက္ခဆိုတာဒီအဖွဲ့အစည်းတရားရဲ့နာမည်ခေါ်တာဒီ8ခုကိုပေါင်းပြီးတော့မက္ခလို့ခေါ်တာတစ်ခုတည်းကိုခေါ်တာမဟုတ်ဘူး unity of 8 factor ဒီ8ခုပေါင်းတာအဲ့ဒီ8ခုဟာဝိပဿနာတရားအားထုတ်နေတဲ့အချိန်မှာလဲဒီ8ခုနဲ့သွားနေတာသို့တော့စွမ်းအားတွေမပြည့်သေးသမျှဝိပဿနာဉာဏ်လို့ခေါ်တယ်စွမ်းအားပြည့်သွားပြီဆိုရင်မဲ့ဉာဏ်ဖြစ်သွားပြီမဲ့ဖြစ်သွားပြီသူကဒီမဲ့ပဲနော်အဲ့တော့လောက်ရတာကဝိပဿနာမဲ့ကရလိုက်တာကအရိယာမဲ့ကဝိပဿနာကဒီအလုံးလုံးပြီးတော့အသိဉာဏ်တွေဖွံ့ဖြိုးလာအောင်အတွေးတွေမှန်ကန်လာအောင်ကိုယ်ကျင့်တရားကိုအခြေခံပြီးတော့ကြိုးစားမှုတွေတတိထားမှုတွေတမာတိတွေဒီစွမ်းအားတွေကိုမြင့်ရင်နဲ့နောက်ဆုံးမှာဒီ8ခုကတစ်ခုတည်းကဲ့သို့ဖြစ်သွားတယ်စွမ်းအားပြည့်တယ်ဆိုတာဝိပဿနာအခိုက်တုံးကတော့8ခုက8ခုဖြစ်နေကြတယ်တစားထောင်တစားလဲနဲ့8ခုမှန်သိတာအလုပ်တွေလုပ်နေကြတာအဲ့ဒီ8ခုကတပေါင်းဤဖြစ်သွားပြီဆိုရင်အရိယာမဂ္ဂဖြစ်သွားတယ်စွမ်းအားပြည့်သွားပြီတစ်ခုတည်းဖြစ်သွားပြီဆို energy တွေအလုံးစုသွားပြီအလုံးမှာ8ခုလုံးဟာတစ်ခုတည်းလို့ဖြစ်သွားတယ်အဲ့ဒီတစ်ခုတည်းလို့ဖွဲ့စည်းပြီးတော့စီလုံးညီညာသွားပြီဆိုလို့ရှိရင်ကိလေသာတွေအလုံးကိုဖယ်ရှားပြစ်လိုက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်အဲ့ဒီအရိယမဂ္ဂဆိုတဲ့လမ်းကြောင်းကိုရှောက်လန်းသွားတာမြတ်စွာဘုရားတဲ့ပထမဆုံးတွေ့တာဒါကြောင့်မို့မြတ်စွာဘုရားကိုသူကတောသောဗနကမနတ္တာတင့်တယ်သောအပြစ်ကင်းသောလမ်းကြောင်းရှိတဲ့ပုဂ္ဂိုလ်များလို့ဒီလိုတည်းပဲမြတ်စွာဘုရားအရင်ကဒီဘာသာတရားကိုဟောပြောနေတဲ့ပုဂ္ဂိုလ်တွေဒီလမ်းကြောင်းတွေ့ကိုမတွေ့ဘူး